အားလုံးပဲမင်္ဂလာပါ Chase Your Dream Channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့သင်ခန်းစာ9ရဲ့အကြောင်းကိုမြန်မာလိုရှင်းပြပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာကြီးရဲ့ခေါင်းစဉ်က我跟他都认识5年了သူနဲ့ငါနဲ့တည်တာ9နှစ်လောက်ကြာပြီဒီသင်ခန်းစာမှာထုံးတဲ့အတိုင်းပဲအပိုင်း၄ပိုင်းပါမယ်ပေါ့နော်ပထမဆုံးသင်ခန်းစာဖြစ်တဲ့课文1သင်ခန်းစာ1မှာဆိုရင်在办公室勇敢မှာပြောတဲ့ dialogue လေးဖြစ်ပါတယ်ဒီညမှာဆိုလို့ရှိရင်同事လုပ်ဖို့ကိုင်ပတ်နဲ့ရှောင်းကန်းနဲ့နှစ်ယောက်စကားပြောကန်းပါမယ်ပထမဆုံးအနေနဲ့လုပ်ဖို့ကိုင်ပတ်ကစပြောရပေါ့နော်那个漂亮的新同事是谁အဲ့တော့ဒီအဲ့ဒီပေါ့နော်漂亮的လှတဲ့新同事အသက်ပေါ့နော်အသက်လာတဲ့လုပ်ဖို့ကိုင်ပတ်က是谁ဘယ်သူလဲရှောင်းကန်းပြန်ဖြေတဲ့那是小丽အဲ့ဒါက小丽ပါအဲ့တော့他刚来北京吗သူက北京ကိုအခုမှလာတာလား不မဟုတ်ဘူး他在北京工作3年了မဟုတ်ဘူးသူ北京မှာအလုပ်လုပ်တာ3နှစ်ရှိပြီ以前他在哪工作ဒီမှာမလုပ်ခင်以前ဆိုတော့အရှိကပေါ့နော်အရင်တော့ကသူကဘယ်မှာအလုပ်လုပ်တာလဲ在哪工作ဘယ်မှာအလုပ်လုပ်တာလဲအဲ့တော့ရှောင်းကန်းကပြန်ဖြေတယ်他在银行工作了2年သူကဘယ်မှာအလုပ်လုပ်တာ2နှစ်以后来的我们公司အဲ့ဒီနောက်မှာတော့ငါတို့ရဲ့ဘဏ်ကိုလာခဲ့တာဒါဆိုရင်သင်ခန်းစာတစ်ခုလုံးပြန်ဖတ်ပါမယ်在办公室那个漂亮的新同事是谁那是小丽她刚来北京吗不她在北京工作3年了以前她在哪工作她在银行工作了2年以后来我们的公司ဒီသင်ခန်းစာမှာ new words အကလုံးတစ်နေနဲ့ဆိုလို့ရှိရင်同事ဆိုတာလုပ်ဖို့ကိုင်ဘက်以前အရင်တုန်းကဒီမတိုင်ခင်တော့ပေါ့နော်银行ဆိုတာကဘဏ်ကိုပြောတာဖြစ်ပါတယ်သင်ခန်းစာနဲ့课文2ဒီမှာဆိုလို့ရှိရင်在休息室နားနေခန်းပေါ့နော်နားယူတဲ့အခန်းမှာဒီမှာလဲထုံးစံတိုင်းစကားပြောတာက同事နဲ့ရှောင်းကန်းဖြစ်ပါတယ်အဲ့တော့同事ကစပြောတယ်ပေါ့နော်周末你跟小丽去哪儿玩了အဲ့တော့ဒီပိတ်ရက်တုန်းကနင်းနဲ့ရှောင်းလီနဲ့ကဘယ်ကိုသွားခဲ့တာလဲပေါ့နော်ဘယ်ကိုသွားလေခဲ့တာလဲအဲ့တော့ရှောင်းကန်းပြန်ဖြေတယ်我们去唱歌了ငါတို့ကတချင်းတူသွားဆိုကြတာချင်းဆိုကိုသွားခဲ့ကြတာပေါ့နော်ပြီးတော့你们唱了多久နင်တို့တချင်းဆိုတာဘယ်လောက်ကြာလဲ我们唱了2个小时歌ငါတို့ကတချင်းဆိုတာ2နာရီလောက်တောင်ကြာခဲ့တယ်晚上ညနေပိုင်းမှာဆိုလို့ရှိရင်还去听音乐会了ဂီတပွဲကိုလည်းတွားပြီးနားထောင်ခဲ့သေးတယ်အဲ့တော့ဒီ同事ကဆက်မိတယ်ပေါ့နော်你们都对音乐感兴趣吗အဲ့တော့လောက်ကောက်ကိုင်ဘက်ကမေးတာကနင်တို့2ယောက်စလုံးပေါ့နော်你们都အဲ့တော့ဒီနောက်က对音乐感兴趣啊ကြတော့သူကဒီ grammar အသုံးနှုန်းလေးပေါ့နော်2ယောက်စလုံးဂီတပွဲကိုစိတ်ဝင်စားကြလားဒီတော့အဲ့လိုမေးတယ်ပေါ့နော်ပြီးလို့ရှိရင်ရှောင်းကန်းကပြန်ဖြေတယ်他对音乐感兴趣ဒီ他ဆိုတာဒီနေရာမှာရှောင်းလေးကိုပြောတာပေါ့နော်ရှောင်းလေးကဂီတပွဲကိုစိတ်ဝင်စားတယ်我对他更感兴趣ငါကတော့သူမကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဒီသင်ခန်းစာမှာဆိုလို့ရှိရင်ဒီစကားလုံးအသစ်ကလေးအနေနဲ့ဆိုရင်ဂျိုအဲ့ဒါကကြတော့အရန်ကိုကြာတော့ပေါ့နော်အချိန်ကြာကြီးလို့ထိပ်ပဲကန်ရှင်းချွေရကြတော့စိတ်ဝင်စားတဲ့လုပ်တဲ့ကိစ္စတစ်ခုခုပေါ့နော်အဲ့လိုမျိုးစိတ်ဝင်စားတဲ့ကိစ္စတရက်ရက်ကိုပြောတဲ့နေရာမှာသုံးနေပေါ့ဒါဆိုလို့ရှိရင်ဒီ课文2တစ်ခုလုံးကိုပြန်ဖတ်မယ်ပေါ့နော်在休息室周末你跟小丽去哪儿玩了我们去唱歌了你们唱了多久我们唱了2个小时歌晚上还去听音乐会了你们都对音乐感兴趣吗他对音乐感兴趣我对他更感兴趣သင်ခန်းစာအနေနဲ့ဆိုလို့ရှိရင်课文3ကကြတော့
在休息室哪里干嘛ပြောတဲ့စကားပေါ့ဒီမှာဆိုလို့ရှိရင်ဆောင်ကန်းနဲ့ထုံရှင်းနဲ့ဆိုပြီးတော့နှစ်ယောက်ပေါ့နော်စကားပြောကန်းလေးဖြစ်ပါတယ်အဲ့တော့ဆောင်ကန်းကအရင်ဆုံးစပြောတယ်我跟小丽下个月结婚到时候欢迎你来小丽နဲ့ငါနဲ့下个月နောက်လာဆိုရင်结婚လက်ထပ်တော့မယ်到时候အဲ့ဒီအချိန်ကိုရောက်လို့ရှိရင်欢迎你来နင်လာဖို့ကြိုဆိုပါတယ်နင်လာခဲ့ပါပေါ့နော်အဲ့တော့ဒီထုံရှကပြန်ပြီးတော့မေးတယ်ပေါ့နော်သူကအဲ့ချိန်မှာအန်အောသွားပုံစံမျိုးရှမဘလို့结婚လက်ထပ်တော့မှလားအဲ့တော့ရှောင်းကန်းပြန်ဖြေလိုက်တာတွေ့ရဟုတ်တယ်လေထူတာမှရုပ်တက်ဖြစ်နေလို့လားပေါ့နော်အဲ့လိုမျိုး surprise ဖြစ်သွားလားပေါ့သူအဲ့လိုမျိုးအဲ့တော့ဒီထုံရှလောက်ဖို့အကိုင်းဘက်ကသူကနားမလဲဘူးပြီးတော့你们不是刚认识吗သူသိတာပေါ့နော်နင်တို့အခုမှသိတာမဟုတ်ဘူးလားသူအဲ့လိုမေးတာပေါ့နော်လက်တောင်လက်ထက်တော့မယ်နင်ခုမှသိတာမဟုတ်ဘူးလားအဲ့တော့ရှောင်းကန်းကပြန်ဖြေပြီးတာကြတော့我跟他都认识5年了အဲ့တော့သူနဲ့ငါနဲ့သိတာက9နှစ်တောင်ရှိသွားပြီတော့ဒီထုံရှကပြန်ပြီးတယ်ပေါ့နော်အဲ့တော့你跟他结婚နင်နဲ့သူနဲ့လက်ထက်တဲ့ချိန်ကြာရင်那我怎么办啊အဲ့တော့ငါဘယ်လိုလုပ်မလဲသူတယောက်တည်းကြံခဲ့မယ်ပေါ့အချိန်ကြာရင်သူဖုံမဲ့သွားပြီပေါ့နော်အဲ့လိုထိပဲမျိုးနဲ့ပြန်မေးရပါတော့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်စကားလုံးအသစ်ကလေးတွေပါတယ်ဒီမှာဆိုလို့ရှိရင်结婚ကြတော့လက်ထပ်တာကိုပြောတာပြီးရင်欢迎ကကြတော့ကြိုဆိုတာပေါ့欢迎ကြိုဆိုပါတယ်ဒီ课文3သင်ခန်းစာတစ်ခုလုံးကိုပြန်ဖတ်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်在休息室哪里看的吗我跟小丽下个月结婚到时候欢迎你来什么结婚对呀突然吗你们不是刚认识吗我跟他认识5年了你跟他结婚那我怎么办啊သင်ခန်းစာလေး课文4ဒီမှာဆိုလို့ရှိရင်在公司门口ရုံးဆောက်အဦးပေါ့နော်ကုမ္ပဏီရဲ့အထွက်တကားမှာပေါ့ကုမ္ပဏီရဲ့တကားမှာဒီမှာဆိုရင်ရှောင်းလေးနဲ့ရှောင်းကန်းနဲ့နှစ်ယောက်ပြောထားတဲ့ conversation လေးဖြစ်ပါတယ်ဒီမှာရှောင်းလေးကပြောတယ်ပေါ့နော်你看看手表你看看手表你哪有记来神怎么迟到了ဘာလို့နောက်ကျနေတာလဲရှောင်းကန်းပြန်ပြေ没迟到啊နောက်မကျပါဘူးပေါ့နော်သူနောက်မကျပါဘူး你不是说7点半来接我吗အဲ့တော့နင်ပြောခဲ့တယ်မဟုတ်ဘူးလား9နာရီခွဲငေါ့လာကြိုမယ်လို့နင်ပြောခဲ့တယ်မဟုတ်ဘူးလား你迟到了一刻钟အဲ့တော့သူပြောတာနင်ပေါ့နော်15မိနစ်နောက်ကျနေပြီနင်ငါ့ကို9နာရီခွဲလာကုန်မယ်လို့ပြောတာမဟုတ်ဘူးလားအခု15မိနစ်တောင်နောက်ကျနေပြီအဲ့လိုမျိုးရှောင်းလေးကပြောတာပေါ့ရှောင်းကန်းပြန်ပြောတယ်现在不是7点半吗အခု9နာရီခွဲမဟုတ်ဘူးလားခုနာရီက9နာရီခွဲမဟုတ်ဘူးလားပေါ့နော်ရှောင်းလေးကပြောတယ်已经差一刻8点了အခု7နာရီထိုးဖို့15မိနစ်ပဲလိုတော့တယ်我都在这儿坐了ငါဒီနေရာမှာထိုင်နေတာ半个小时了နိုင်ဝက်တောင်ရှိနေပြီငါဒီနေရာမှာထိုင်နေတာနိုင်ဝက်တောင်ရှိနေပြီအဲ့တော့ရှောင်းကန်းကပြောတယ်不是我迟到了ငါနောက်ကျတာမဟုတ်ဘူး是你的表快了一刻钟是你的表快了一刻钟နင်နိုင်က15မိနစ်မြန်နေတာတကယ်တော့ရှောင်းလေးရဲ့နိုင်ရဒီ15မိနစ်မြန်နေတာပေါ့နော်အဲ့တော့ तू ကပို့ပြီးတော့ရှောင်းကန်းထက်စောစောရောက်ပြီးစောင့်နေတာအဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်课文4ကိုတစ်ခုလုံးပြန်ဖတ်ပါမယ်在公司门口你看看手表怎么迟到了没迟到啊你不是说7点半来接我吗你迟到了一刻钟现在不是7点半吗已经差一刻8点了我都在这儿坐了半个小时了不是我迟到了是你的表快了一刻钟
ဒီသင်ခန်းစာအသစ်ရဲ့စကားလုံးအသစ်ကလေးကိုကြည့်မယ်ဆိုလို့ရှိရင်ခြေတောက်ဆိုတာကနောက်ကျသည်ပန့်ဆိုတာကတဝက်ဒီနိုင်ပေါ့နော်နိုင်ဝက်တို့ပါလို့တဝက်နေရာမှာသုံးတယ်ပြီးရင်ကျဲဆိုတာကတယောက်ယောက်နဲ့တွေ့တာပြီးရင်တယောက်ယောက်ကိုလာကျူတာပေါ့နော်လို့ဒိဗယ်ပါခဆိုတာကကြတော့ကွာတာဆိုတာဒီနိုင်ရဲ့၄ပုံတစ်ပုံဆိုတော့15မိနစ်ပေါ့နော်ပြီးရင်ချဆိုတာကလိုသေးတယ်ပတ်စံသုံးတဲ့နေရာမှာပဲဖြစ်ဖြစ်အခုနိုင်ထိုးဖို့လိုတဲ့နေရာမှာပဲဖြစ်ဖြစ်လိုသေးတယ်ဆိုပြီးတော့သုံးတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပါပဲ谢谢大家今天就到这里吧 HSK သင်ခန်းစာတွေရဲ့တရုတ်စာနဲ့ပတ်သက်တဲ့တခြားဗီဒီယိုလေးတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အားပေးခြင်းနဲ့ဆိုရင် like and subscribe လုပ်သွားလို့ရပါတယ်ရှင်